March 8 is International Women's Day. Happy International Women's Day. Happy International Women's Day. Happy International Women's Day. မလာရှိရနေကကမ္ဘာတော်မှာရှိတဲ့အမျိုးသမီးတွေရဲ့စူးစမ်းအားထုတ်မှုတွေနဲ့စွမ်းဆောင်ရည်တွေကိုဂုဏ်ပြုကြတဲ့နေ့လည်းဖြစ်တယ်လို့အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ရှားပိုင်ခွင့်တွေကိုမီးမောင်းထုတ်ပြတဲ့နေ့လည်းဖြစ်ပါရဲ့ရှင်။ Gift to gain ဆိုတာကကျမတို့မျိုးသမီးတွေကိုပညာသင်ပေးပေးမယ်ဆိုရင်အားလုံးအတွက်တိုးတက်မှုတွေရရှိစေနိုင်ပါပါ Sharing our knowledge and encouragement with others is the key. ကျမတို့ senior အမျိုးသမီးတယောက်က junior အမျိုးသမီးငယ်လေးတွေကိုလမ်းပြပေးလိုက်တဲ့အခါအတွေ့အကြုံကောင်းတွေကိုမျှဝေပေးလိုက်တဲ့အခါမှာတော့ကျမတို့ပြန်လည်ရရှိမှာကတဦးတစ်ယောက်ချင်းစီရဲ့အရေးအချင်းတိုးတက်လာမှုနဲ့ community တစ်ခုလုံးအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့တိုးတက်မှုကိုတွေ့ရမှာပါရှင်။ဒီကနေ့ရဲ့ junior အမျိုးသမီးငယ်လေးတွေကမနက်ဖြန်ရဲ့ခေါင်းဆောင်မှုတွေဖြစ်ပါရဲ့ရှင်။ ကျမတို့မျိုးသမီးတွေကိုအခွင့်အလမ်းတွေပေးမယ်ဆိုရင်ပြည်ချင်းစံတက်မှုတွေကိုမြင်တွေ့ရမှာပါမြို့သမီးတယောက်ကိုသူတို့ရဲ့စမ်းဆောင်ရည်တွေထုတ်ပြဖို့နေရာတစ်ခုပေးလိုက်တာကခွင့်လန်းတစ်ခုပေးလိုက်တာနဲ့အတူတူပါပဲရှင်။အဲ့ဒီခွင့်လန်းတွေရတဲ့ဆိုကျမတို့ရလိုက်တာကတော့စမ်းသစ်တဲ့ idea တွေနဲ့တီထွင်ဖန်တီးမှုတွေပဲဖြစ်ပါတယ်ကျမတို့တန်းတူညီမျှမှုတွေပေးမယ်ဆိုရင်တာယာဝပြောမှုတွေဖြစ်စေမှာပါလုပ်ငန်းတွေအတွင်းမှာကြားမှမခွဲစားပဲတန်းတူညီမျှတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်မယ်ဆိုရင်တာယာမှုတွေရရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့် gift to gain ဆိုတာကစံမိုးတစ်ခုတည်းနဲ့မဟုတ်ပဲကျမတို့လူသမီးတွေလက်တွေ့ကျင့်သုံးရမယ့် lesson တစ်ခုပဲဖြစ်ပါတယ် Give opportunity Gain innovation Give equality Gain prosperity Give empowerment Give impact Give back Gain respect Give opportunity Gain innovation Give integrity Gain financial trust